ကိုကအခုမှစပြီးတော့မှအင်္ဂလိပ်စာလေ့လာမယ်သူဆိုရင်ပထမဆုံးအနေနဲ့ပေါ့နော် grammar စာအုပ်ကောက်ခံပြီးတော့မှ grammar တွေလုပ်မယ်ဆိုပြီးမစဉ်းစားခင်မှာလုပ်ရမယ့်အချက်2ချက်ရှိတယ်။အဲ့တော့ပထမတစ်ချက်ကကျတော့ကျွန်တော်တို့ most common vocabulary ပေါ့နော်ကျွန်တော်တို့ daily life မှာအသုံးအများဆုံး vocabulary ကိုကသိအောင်လုပ်ထားရမယ်။ဒုတိယတစ်ချက်ကကျတော့ most common sentences ပေါ့နော်အဲ့ကကျတော့ကျွန်တော်တို့ရဲ့ဒီ daily life မှာပဲအသုံးများတဲ့ sentence တွေကိုကိုယ်အကျိုးသိထားအောင်လုပ်ထားလို့ရတယ်။အဲ့ဒီနှစ်ခုကိုသိထားခြင်းအဖြစ်ပေါ့နော်ကျွန်တော်တို့ normal conversation တွေမှာကိုက beginner တယောက်အနေနဲ့ cover ဖြစ်နိုင်တယ်ပေါ့နော်။အဲ့တော့ဘယ်လိုပုံစံမျိုးလုပ်လို့ရလဲဆိုတော့ကျွန်တော်အခုဒီစာအုပ်တစ်အုပ်ကိုလက်ဆောင်ပေးသွားမယ်။အဲ့ဒီစာအုပ်ထဲမှာပေါ့နော်ကိုကဒီသွားပြီးတော့မှဒီ daily life ဒီ dialogue တွေအများကြီးရှိတယ် situation တွေမျိုးစုံရှိရပေါ့နော်။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှသူကအတူလေးတွေ dialogue လေးတွေလုပ်ပေးထားတယ်။အဲ့ဒီ conversation တွေကိုကိုယ့်ဘာသာပြောပြီးတော့မှကိုကနှစ်ဖက်လူပေါ့နော်ဒီလူလိုကိုကတရုပ်ဆောင်လိုက်ပြီးတော့အဲ့ sentence ကိုပြောပြီးလေ့ကျင့်လိုက်အဲ့လိုပုံစံမျိုးနဲ့ကို practice လုပ်ပြီးတော့မှ used to ဖြစ်အောင်လုပ်လို့ရတယ်။အဲ့လိုမျိုးကိုက daily uses sentence တွေသိထားရဆိုရင် conversation နောက်လာမယ့်ဟာတွေမှာကို ready ဖြစ်နေလိမ့်မယ်ပေါ့နော်။အဲ့ဒါဆိုကိုယ့်အတွက်လည်းပိုပြီးတော့မှယုံကြည်မှုရှိတယ်။ပြီးတော့ကိုကဘာပြောရမလဲလို့ကြောင်းအားဖြစ်နေရမျိုး awkward ဖြစ်နေရမျိုးမဖြစ်တော့ဘူးပေါ့နော်။အဲ့တော့ကျွန်တော်ပုံမှန်အတိုင်းပဲဒီစာအုပ်ကိုကျွန်တော်လက်ဆောင်ပေးသွားမှာဆိုတော့ကျွန်တော်ရဲ့ group ထဲမှာတွားပြီးတော့မှယူလို့ရတယ်။အဲ့တော့ link in my bio ပေါ့နော်။အဲ့တော့တခြားသိချင်တဲ့မိတ်ဆွေရှိနေ comment မှာမှန်ခဲ့ပါ follow me for more